အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D စေတနာ channel ကနေပြီးတော့ပြန်လဲကြိုးစုပါရခင်ဗျာဒီကနေ့မှာကျွန်တော်မိတ်ဆွေကိုပြန်လဲမျှဝေပြီးတော့တင်ဆက်ပေးချင်တာကတော့လာမယ့်1ရက်6လ2026ခုနှစ်ထွက်မယ့် 3D ကိုဒီကနေ့မှာအရန်ကိုမှကောင်းမွန်ပြီးတော့ထိတ်စီအလေထိုင်နောက်ပိတ်စိုက်ကနန်းတစ်ကွက်ထဲထုတ်ပေးမယ့် site ကိုကျွန်တော်ကပြန်လဲမျှဝေစူးစမ်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့မှာကျွန်တော်တင်ဆက်မယ့်ဒီလက်တွက်မှုလေးကိုမတင်ဆက်ပြီးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ 3D စေတနာကိုလေ subscribe ဆိုတဲ့အနီရောင်စာသားနဲ့ဘီးက noti ခေါင်းလောင်းလေးကိုနှိပ်ထားပြီးချင်ပါတယ်အကောင်းဆုံးအကြိုက်ဆုံး site နဲ့ပြန်လည်မျှဝေထားတာဆိုတော့ဒီ site လေးကိုအဆအဆုံးကြည့်ရှုစေချင်ပါတယ်အရင်ဦးဆုံးကျွန်တော်မိတ်ဆွေကိုကနန်းဘလို့ဆက်ထားလေပြသသွားမှာဖြစ်တယ်ဒီကနေ့မှာကျွန်တော်တင်ဆက်ပေးတဲ့ဒီ3ထိပ်စီ3ညခါ3ညနောက်ပိတ်ကျွန်တော်မိတ်ဆွေကြိုက်မယ်လို့ထင်နေနောက်ရက်တွေကျွန်တော်မိတ်ဆွေအတွက်ကောင်းဆုံးစူးစမ်းပေးအောင်မယ်3ညဒီကနေ့နဲ့ပေါက်ပါစီကျွန်တော်ကစုမုံကောင်းတောင်းပေးခြင်းနေကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ